ကန်ရာဇဝင်းမှာအထင်ရှားဆုံးနဲ့ပြည်သူတွေအချစ်ဆုံးမင်းတစ်ပါးကိုပြပါဆိုရင်ကျန်စစ်သားမင်းကိုပဲပြရမှာပါဒါပေမဲ့ကျန်စစ်သားဆိုတာရာဇပလင်းဖော်ကိုလွဲကူရောက်လာခဲ့တဲ့သူမဟုတ်ပါဘူးသူဟာအနော်ယထာမင်းကြီးရဲ့လက်ယုံရည်နှလုံးရည်အရှိဆုံးစစ်သူကြီးတဦးပါဒါပေမဲ့ကံကြမ္မာရဲ့အလဲအပြောင်းတွေကြောင့်နန်းတော်ကနေပြေးခဲ့ရသူပြင်းနှင်းတန်အချိန်ချင်းခံခဲ့ရသူလည်းဖြစ်ပါတယ်မနီစန္ဒာမင်းသမီးနဲ့အချစ်ဇလံကြောင့်အနော်ယထာမင်းကြီးရဲ့အမျက်တော်ရှာခြင်းကိုခံခဲ့ရပေမဲ့ဒီဒုက္ခတွေကပဲသူ့ကိုပြည်သူတွေရဲ့ကြားထဲရောက်သွားစေခဲ့ပြီးပြည်သူဘဝကိုနားလေစေခဲ့ရပါစောလူမင်းလက်ထက်တိုင်းပြည်ပြတ်သွင်းလူနီးပါးဖြစ်ချိန်မှာကျန်စစ်သားဟာကဲတင်ရှင်အဖြစ်ပေါ်ထွက်လာခဲ့ပါတယ်သူနန်းတက်လာတဲ့အခါမှာတော့ပကံပြည်ဟာစစ်အင်အားနဲ့နယ်မြေချဲ့ထွင်တဲ့ခေတ်ကနေယဉ်ကျေးမှုနဲ့ငြိမ်းချမ်းရေးခေတ်ကိုကူပြောင်းသွားခဲ့ပါတယ်။ကျန်စစ်သားမင်းရဲ့ထူးခြားတဲ့တမိုင်းစံချက်ချက်ကတော့သူဟာမဟာလူမျိုးကြီးဝါဒကိုမကျင့်သုံးခဲ့တာပါပဲ။သူဟာမွန်ညစ်မာနဲ့ပြူယဉ်ကျေးမှုတွေကိုပေါင်းစပ်ပြီးညီညွတ်တဲ့အင်ပါယာတစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။သူရဲ့နန်းတီကျောက်စာတွေကိုမွန်ဘာသာနဲ့ရေးထိုးခဲ့တာကသူရဲ့သဘောထားကြီးမှုကိုသက်သေပြနေပါတယ်။အာနန္ဒဘုရားကြီးဟာသူ့ရဲ့အမှုပညာလက်ရာအမြင့်ဆုံးသက်သေဖြစ်တယ်လို့တရုတ်ပြည်နဲ့အိန္ဒိယနိုင်ငံတွေအထိတန်တမာရေးရာဖြန့်ကျက်နိုင်ခဲ့တာကလည်းလေးစားစရာပါ။ကျန်စစ်သားဟာကြံရစ်ထဲတဲ့စစ်သားဆိုတဲ့အထိပရိသတ်မြန်မာသမိုင်းမှာဘယ်တော့မှပျောက်ပြတ်မသွားမဲထာဝရမင်းတပါအဖြစ်ဒီနေ့အထိတည်ရှိနေစေဖြစ်ပါတယ်။